Jesco ကတာမန် Jesco မဟုတ်ပါဘူး Mansory ကထိတွေ့လိုက်တဲ့ကမ္ဘာပထမဆုံး hyper ကပါဒီကားရဲ့နာမည်က World First Mansory Jesco ဖြစ်ပါတယ်ခုနှစ်ဆက် Jesco ကို Mansory ကလုံးဝပြန်တည်ဆောက်လိုက်တာပါ Full carbon fiber body ပိုကျန်းတဲ့ aero design ကြည့်လိုက်တာနဲ့လုံးဝအသက်ရှူမှားသွားစေမယ့် style ပါ engine ကတော့ 5.0 liter twin turbo V8 ကိုအခြေခံထားပြီး horsepower က1600ဝန်းကျင်အထိရောက်နိုင်ပါတယ်အတွင်းခန်းထဲမှာလည်း luxury leather နဲ့ carbon fiber ကို handcrafted အနေနဲ့အသေးစိတ်အထိပြုလုပ်ထားပါတယ် active aerodynamic စနစ်ကြောင့် speed မြန်စီသလို downforce ကိုလည်းအလိုလျောက်ညှိသေးပြီး high speed stability ကို extreme level အထိထိန်းပေးနိုင်ပါတယ်ဒီကားရဲ့အထူးအချက်ကငွေရှိုံနဲ့မရပါဘူး limited ဖြစ်ပြီး world first Mansory Jesco Q လို့ပါဒါကကားမဟုတ်တော့ပါဘူး status power နဲ့ legend တစ်ခုပါဒီလို hyper ကားတွေကိုကြိုက်တယ်ဆိုရင် follow လုပ်ထားလိုက်ပါ